ဘင်းဖြစ်ကျူစားသားရှိချေ episode 2ကနေပြန်လဲကျူဆူလိုက်ပါတယ်ဗျကျွန်တော်မှာဘာဖြစ်လို့ပစ္စည်းတွေမရှိအိမ်တွေမရှိဘယ်လိုဖြစ်နေတာဆိုတော့ကျွန်တော်မှာအဲ့ဒီ episode 1လုံးဆော့နေတဲ့ဝင်ဝါ error တက်ပြီးဝင်လုံးမရတော့ပါဘူးဗျဒါပေမဲ့တော့ကျွန်တော်အနေနဲ့ episode 2ဆိုပြီးတော့ပဲတတ်မှတ်လိုက်ပါမယ်အဲ့ဒါဆိုဗီဒီယိုကိုစလိုက်ကြအောင် let's go okay အရင်ဦးဆုံးကတော့ကျွန်တော်အနေနဲ့တက်ပင်တော့ခုတ်ပါမယ်ဗျတပည့်လေခိုးလို့ပြီးပြီဆိုတော့ကျွန်တော်လုပ်နေကြတဲ့အတိုင်းပဲ credit table လေးတစ်ခုကို craft တီးပါမယ်ဗျပြီးတော့ credit table လေးထဲမှာကျွန်တော် packet တစ်ခု craft ပြီးတော့ကျွန်တော်ကြောက်စနိုင်ပါမယ်ခင်ဗျာကြောက်မယ်လို့ပြီးတာနဲ့ကျွန်တော်အနေနဲ့ credit table ထဲမှာလိုအပ်တဲ့ tools တွေကို craft တီးအောင်လိုက်ဗျ funny လေးတစ်ခုလည်း craft တင်လဲပါတယ်ဗျခိုးရရှိတာကြောင့်ကျွန်တော်လည်းလိုရမရတူးသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်သွားနေတဲ့ဖြက်စီနေတဲ့ kingdom တစ်ခုကိုတွားတွေ့ရတယ်ခင်ဗျာကျွန်တော်လည်းစိတ်ဝင်စားနေတွားကြည့်ဖို့လိုလဲပါတယ်ဗျယုံဒီမှာ chest တစ်ခုတော့တွေ့တယ်အိုးစာရီရှိတာပဲဗျအဲ့ဒါဆိုရှင်ကျွန်တော်အထည်ကတော့ဒီလိုအတောက်နေမှာဗျ chest တွေရှိမယ်လို့ထင်တယ်အဲ့ဆိုကျွန်တော် chest တွေထဲမှာဘာတွေရှိမလဲဆိုပြီးတော့လိုက်ကြည့်လိုက်ကြအောင်Okay chest တွေကိုအကုန်ဖိပြီးဒီလေမှာ chest ကိုကျရင်diamond အမှာ diamond beta ash ပြီးတော့ gold နဲ့ပြီးတော့ဒါမီးချစ်တယ်ဟာ okay ဒါတွေယူထားမှရမယ်ဗျ okay ဟိုရှာငှက်ကြီးတကောင်တွေ့ငှက်တော့မဟုတ်ဘာကောင်ကြီးနဲ့မသိဘူးဘာကောင်ကြီးတော့ကျွန်တော်လည်းမသိဘူးဗျာဒီကောင်တော့မသွားခင်ကျွန်တော်အာမလေးဝတ်နိုင်မယ်ပေါ့ဗျာမတော်တဆဒီကောင်ကလာတိုက်ခိုက်မယ်ဆိုရင်နည်းနည်းခုခံလို့ရအောင်တော့ပြောလို့မရှိသေးအောင်ဒီကဘိုင်းလုံးငါ့ကိုမင်းကဘာမှမလုပ်ရသေးဘူးလေကွာမင်းဘယ်လိုမြန်မာလိုရရှော့ရမြန်မာလိုငါလည်းမြန်မာလိုခုံးပါပဲမင်းရှော့မင်းကဘာမှမလုပ်မင်းငါ့ကိုအရင်လာထောင်းရပါချောငါလည်းကောင်းနေမင်းစကီကောင်းရအောင်မင်းရမလားကွာညီလေးကမင်းတို့ဖက်လေးကငါ့ကိုနိုင်မယ်ဟဲ့ဆိုရဲမင်းကွာချောပါမင်းအဲ့လောက်တော့ဖြစ်နေတယ်ဒါပဲဒီကွာအိုးဟိုရှိမှာ kingdom တစ်ခုပါလားကွာနောက်ကျရင်ငါမင်းတို့ kingdom ကိုငါလာတိုက်မယ်ကွာမင်းတို့အခုတော့ငါ kingdom နဲ့မရှိဘူးခုမှဘီဖြောင်းဟာကျူးစားနေရဆိုမင်းတို့ကောင်လည်းငါအခုတော့မတိုက်သေးဘူးကျွန်တော်ရဲ့တသားတွေပြီးတော့ကိုယ်ပိုင်နိုင်ငံတည်ထောင်ပြီးဒီလို kingdom တွေကိုလိုက်တိုက်ပါမယ်ခင်ဗျာကျွန်တော်အနေနဲ့လမ်းမှာရှောက်သွားရင်းနဲ့လည်း kingdom တွေတွေ့ခဲ့ပါခင်ဗျာအဲ့ဒီ kingdom တွေကိုကျွန်တော်နောက်ကျရင်လာတိုက်မှာပဲဖြစ်ပါတယ်အခုတော့ကျွန်တော်မှာ kingdom နဲ့မရှိဘူးတက်သားတွေမရှိသေးတာကြောင့်ကျွန်တော်လည်းအဲ့ဒီအရာတွေကိုရှောင်ဖယ်ပြီးပဲလာလိုက်ခဲ့ပါတယ်ဒီတောင်ကြီးကဘယ်လောက်မြင်လဲဆိုရှင်တော့တိမ်နဲ့တောင်ထိသွားပါပြီဗျပြီးလာတဲ့ဒီတောင်မှာကျွန်တော်နားယူလိုက်ပါတယ်ဗျမနေ့ရောက်တာနဲ့ကျွန်တော်ရဲ့ kingdom တီထောင်လို့ကောင်းမယ့်နေရာတစ်ခုကိုလိုက်ရှာခဲ့ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့နေရာတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်လာပြီးတဲ့နောက်ကျွန်တော် kingdom တီထော်လို့ကောင်းတဲ့နေရာတွေတစ်ခုကိုတွေ့သွားခဲ့ပါတယ်ခင်ဗျာ။အော်ဟိုရှိမှာ kingdom ပြတ်တစ်ခုပါလားဗျာ။ Okay အဲ့စီတော့ဒီငှက်နဲ့လာချုပ်နေကြော့ကွာဒီအောင်မြောက်ကဒီအောင်ဘာကြီးလဲမသိဘူးသူ့ရဲ့တောင်ပန်းနေကွာဆူးချွန်နဲ့ပြည့်တဲ့ဟာဒီကောင်ကျွန်တော်နေဒီကောင်ဘာမှမလုပ်တော့ပဲနေကျွန်တော်ဒီ kingdom ပြက်တယ်ပဲကျွန်တော်ဝင်လာခဲ့ဗျာဘာလို့ကျွန်တော်ဗီဒီယိုစမှာတွေ့ခဲ့တဲ့ kingdom ထဲမှာလို့တိုင်ပဲကြီးမာတဲ့ပစ္စည်းအဲ့လိုရှိနေပါတယ်
ကျွန်တော်ဒီမှာပဲနေဖို့ပဲဆိုပြလိုက်တော့မှာဗျာဘာဖြစ်လို့ဆိုရှင်ဒီခင်းတန်းကိုကျွန်တော်ပြန်ပြုတ်ပြင်းနေမယ်ဆိုရှင်တကယ်မိုက်သွားမယ်နေရာလေးတစ်ခုဖြစ်သွားမှာဗျာအဲ့ဒါဆိုဒီမှာကျွန်တော်အနေနဲ့ကျွန်တော်ပစ္စည်းတွေချပါမယ်အိယာတွေ furnish တွေ chest တွေ crane တွေပဲကိုချပါမယ်ခင်ဗျာchest ထဲမှာကျွန်တော်လည်းမလိုအပ်တဲ့ပစ္စည်းတွေကိုထည့်လိုက်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီတလီပေါ့တဲ့တိုင်ကိုကျွန်တော်ရွာနေယူလာခဲ့တယ်ပေါ့ဗျာအဲ့တော့ဆိုရှင်တနေရာနဲ့တနေရာကိုကျွန်တော်တလီပေါ့သွားလို့ရတယ်ပေါ့ဗျာအလွယ်တကူဒီຢာကိုကျွန်တော် KDN Kingdom လို့ပဲပေးလိုက်ပါမယ်ခင်ဗျာပြီးတာနဲ့ဒီထဲမှာရှိတဲ့ fight တွေကိုကျွန်တော်အကုန်လိုက်ရှိပါတယ်ခင်ဗျာဒီဝေပေါက်မှာ block တွေမညီမညာဖြစ်နေတာကြောင့်ကျွန်တော်လည်းကြည့်လို့ကောင်းပါအောင်ဆိုပြီးတော့မလိုအပ်တဲ့ block တွေကိုကျွန်တော်ဖျက်လိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ခဲ့ပေးကြဖို့ထိုးတောင်းဆိုချင်ပါတယ်ခင်ဗျာနောက်တဲ့ episode မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye ပါဗျာ